ချင်းဆိုမလားဒါမှမဟုတ် base တေးမလားတော့ base ပဲတီးလိုက်တော့မနော် surprise ဆိုတော့ဒီလောက်ပဲလုပ်လိုက်ဦးမနော်